ဒုတိယပတ်အတွင်းဖြစ်ပွားခဲ့သောလူအခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်များနဲ့အခြားထူးခြားဖြစ်စဉ်တွေများလက်ရှိတွင်ကချင်ပြည်နယ်၏တည်အခြေအနေများကိုကြည့်မိဆိုပါကမေလဒုတိယပတ်အတွင်းလက်နက်ကင်ပဏိပခများမတရားဖန်ဆီးမှုများခိုးဆိုးလူရဲမှုများနဲ့အယက်သားထိခိုက်ဒေကျေဆုံးရှုံးမှုဖြစ်စဉ်များဆက်လက်ဖြစ်ပွားနေစေကိုတွေ့ရပြီးဒေသအတွင်းလုံခြုံရေးနဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများပုံမဆိုးရွားလာနေတောင်းတွေ့ရှိရပါတယ်။တချိန်တည်းတွင်နိုင်ငံရေးနဲ့နိုင်ငံတကာအဆင့်ထုတ်ပြန်ချက်များလည်းဆက်လက်ထွက်ပေါ်နေပြီးအယက်သားကာကွယ်မှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိုးရိမ်မှုများမြင့်တက်လာနေသည်ကိုလည်းတွေ့ရပါတယ်။လူအခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်များတွင်မြစ်ကျနာမျိုး၌ဈေးကုသခွင့်လိုင်စင်မရှိဘဲအထူးကုဆရာဝန်အဖြစ်ဟန်ဆောင်ကဈေးခံဖွင့်လှစ်ခဲ့သူတို့ကိုအာဏာပိုင်များကဖမ်းဆီးစစ်ဆေးခဲ့ပြီးလက်ရှိတွင်၎င်းအားတရားစွဲဆိုရန်ပြင်ဆင်နေပြီးအဆိုပါဈေးခံကိုလည်းအပီးပိတ်သိမ်းခဲ့ကြောင်းသတင်းရင်းမြစ်များကဖော်ပြထားပါတယ်။ထိုဖြစ်စဉ်ကြောင့်လူနာအချို့၏ကျန်းမာရေးထိခိုက်မှုများနဲ့ကျောင်းဆရာမတဦးသေဆုံးမှုရှိခဲ့ကြောင်းဒေသခံများကပြောဆိုထားပြီးရင်းကဲတို့အတုရောင်စေကူတာမှုများသည့်ပြည်သူများရဲ့အသက်ရှင်တန်ခွင့်နဲ့ကျန်းမာရေးအခွင့်အရေးများပေါ်တိုက်ရိုက်ထိခိုက်နေကြောင်းတွေ့ရပါတယ်။ထို့ပြင်သက်ဆိုင်ရာအာဏာပိုင်များ၏ကျန်းမာရေးစောင့်ကြည့်ထိန်းချုပ်မှုစနစ်အားနည်းမှုအပေါ်တွင်လည်းဒေသခံများအကြားအချင်းချင်းစိုးရိမ်မှုများမြင့်တက်နေပါတယ်။အလားတူပြင်မိုးကောင်းမြို့နယ်အင်ဂျင်ကုန်းကျေးရွာတွင်ရှမ်းပြည်အမျိုးသားတပ်မတော် SNA ကဘုံကြီးကျောင်းအတွင်တပ်ဆွဲရန်ခွင့်မပြုသည့်ကျောင်းထိုင်ဘုံကြီးတစ်ပါးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။ရင်းဖြစ်စဉ်ဒီပါရာရေးလွတ်လပ်ခွင့်နဲ့ပါရာရေးအဆောက်အအုံများ၏လုံခြုံမှုအပေါ်ထိခိုက်စေနိုင်သည့်အပြင်လက်နက်ကိုင်အဖွဲ့များအနေဖြင့်အယက်သားနဲ့ပါရာရေးနေပင်များကိုစစ်ရေးပဏိပခအတွင်ဆွေးသွင်းနေခြင်းသည်အယက်သားနဲ့ပါရာရေးဆိုင်ရာနေရာများကိုစစ်ရေးအသုံးချမှုမှကင်းဝေးစေရန်ပြဋ္ဌာန်းထားတဲ့အပီပီဆိုင်ရာလူသားချင်းစာနာမှုဥပဒေ၏အခြေခံစံနှုန်းများအပေါ်စိုးရိမ်ဖွယ်တက်ရောက်မှုများဖြစ်ပေါ်စေနိုင်ပါတယ်။ထို့နောက်လုံခြုံရေးနဲ့ပိုင်ဆိုင်မှုအခွင့်အရေးချိုးဖောက်မှုများအနေဖြင့်မေလ10ရက်နေ့၌ဆိုင်ကယ်နဲ့ဖုန်းလူရဲမှုများမြစ်ကျနာမြို့တွင်စစ်တိုက်ဖြစ်ပွားခဲ့ပြီးဒေသခံများ၏လုံခြုံရေးအပေါ်စိုးရိမ်မှုများပုံမမြင့်တက်လာသည်ကိုတွေ့ရပါတယ်။လူရဲသူများချင်းတွင်အချို့သည်ရေးဝတ်ဆောင်တဲ့စင်တူသောအဝတ်အစားများဝတ်ဆင်ကလမ်းသွားလမ်းလာပြည်သူများကိုချင်းချောက်လူရဲခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်များကဖော်ပြခဲ့ပြီးရင်းကဲတို့လက်နက်ပြချင်းချောက်မှုများသည်ပြည်သူများရဲ့လွတ်လပ်စွာသွားလာခွင့်နဲ့ပိုင်ဆိုင်မှုအခွင့်အရေးများကိုစိုးရွားစွာထိခိုက်လာနေစေပါတယ်။ထို့ပြင်ဖက်ကန်ဒေသအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့တပ်ဖွဲ့များကနေအိမ်များဟိုတယ်များနဲ့စီဆိုင်များကိုဝင်ရောက်စီးနင်းကငွေကြေးနဲ့တန်ဖိုးရှိပစ္စည်းများကိုအတင်းအသမယူဆောင်သွားပြီးထို့သောလူယူစဉ်ပြည်သူများအားတနက်ထောက်ချင်းချောက်မှုများလည်းဖြစ်ပေါ်ခဲ့ပြီးလမ်းသွားလမ်းလာပြည်သူများထံမှလည်းဖုန်းအမျိုးအစားများကိုစစ်ဆေးကဆိုင်ကယ်နဲ့အလုပ်ဝိသနာများကိုသိမ်းယူခဲ့ကြောင်းသတင်းများတွင်ဖော်ပြထားကြပါတယ်။ပုံမဆိုးရွားလာတဲ့စစ်ရေးလှုပ်ရှားမှုများအတွင်ဒရုန်းတိုက်ခိုက်မှုကြောင့်အယက်သားတဦးသေဆုံးပြီးကလေးငယ်တဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းသည်အယက်သားကာကွယ်မှုအပေါ်အလွန်အမြင့်စိုးရိမ်ဖွယ်ရာအခြေအနေတစ်ရပ်ကိုဖော်ပြနေပါတယ်။စစ်ရေးအခြေအနေဖြစ်မိုးညင်းမြို့နယ်အင်တော်ကြီးဒေသတွင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်အား KIA ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဖက်မှထိခိုက်ဒေဆုံးမှုများရှိပြီးစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။တစ်ဖက်တွင်ဖက်ကမြို့မရှိကထောင်စုတောင်းကုန်းရှိစစ်တပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်များကတရုံးဖြစ်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်များတွင်ဖော်ပြထားကြပါတယ်။နိုင်ငံရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအနေဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကစစ်အုပ်စု၏နိုင်ငံရေးတရားဝင်မှုရရှိစေရန်ကြိုးပမ်းမှုများကိုအတိအမှတ်မပြုရန်နိုင်ငံတကာအတိုင်းအဝန်းအားတိုက်တွန်းခဲ့ပါတယ်။ထို့ပြင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ကလည်းမြန်မာနိုင်ငံအတွင်းလူသားချင်းစာနာထောက်ထားမှုအကျပ်အတီးများပုံမဆိုးရွားလာနေကြောင်းထောက်ပြကနိုင်ငံတကာအကူအညီများတိုးမြင့်ရန်တောင်းဆိုခဲ့ပါတယ်။ရင်းထုတ်ပြန်ချက်များသည်မြန်မာနိုင်ငံ၏နိုင်ငံရေးအကျပ်အတီးနဲ့လူသားချင်းစာနာမှုအခြေအနေများအပေါ်နိုင်ငံတကာစိုးရိမ်မှုများဆက်လက်မြင့်တက်နေကြောင်းဖော်ပြနေပါတယ်။နိုင်ငံတကာတုံ့ပြန်ချက်များအနေဖြင့်အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR ကမြန်မာစစ်အုပ်စုသည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ယုံကြည်စိတ်ချရမှုမရှိကြောင်းတည်ပြီးခဲ့ပါတယ်။ထို့ပြင်အာဆီယံဘုံသဘောတူညီချက်9ရပ်ကိုဆက်လက်အတည်ပြုထားတော့လေအကောင့်ခြေပေါ်မှုတွင်တိုးတက်မှုနှေးပါနေခြင်းအပေါ်စိုးရိမ်မှုများလည်းထုတ်ဖော်ထားပါတယ်။ရင်းတုံ့ပြန်ချက်များသည်မြန်မာအရေးအပေါ်ဒေသတွင်းနဲ့နိုင်ငံတကာအဆင့်တွင်မတူကွဲပြားတဲ့ချင်းကပ်မှုများဆက်လက်ရှိနေကြောင်းဖော်ပြနေပါတယ်။အခြားထူးခြားဖြစ်စဉ်အနေဖြင့်စစ်ရေးလှုပ်ရှားမှုများအတွက်လေရင်စီနဲ့စွမ်းအင်ထောက်ပံ့မှုများနဲ့ပတ်သက်၍အထူးသဖြင့်အိမ်နီးချင်းတရုတ်နဲ့ထိုင်းနိုင်ငံတို့သည်စစ်အုပ်စုနဲ့စီးပွားရေးဆက်ဆံမှုများမှတဆင့်တွယ်ဝိုက်အားဖြည့်နေကြောင်းဆွဆွဲသုံးသပ်မှုများရှိနေပြီးရင်းဖြစ်စဉ်သည်ပဏိပခကိုတွယ်ဝိုက်အားဖြည့်ပြီးကဒေသအတွင်းအယက်သားလုံခြုံရေးနဲ့လူအခွင့်အရေးအခြေအနေများကိုပုံမရှုပ်ထွေးစေနိုင်ကြောင်းလည်းတွေ့ရပါတယ်။
အချုပ်အားဖြင့်ဆိုရတော့မေလဒုတိယပတ်အတွင်းကချင်ပြည်နယ်၌ဖြစ်ပွားခဲ့သောဖြစ်စဉ်များသည်အယက်တာထိခိုက်မှုများဆက်လက်မြင့်တက်နေပြီးလူအခွင့်အရေးအခြေအနေများကိုစိုးရွားစွာထိခိုက်လာနေကြောင်းဖော်ပြနေပါတယ်။တချိန်တည်းတွင်နိုင်ငံရေးနဲ့နိုင်ငံတကာတုံ့ပြန်မှုများဆက်လက်ရှိနေတော့လေမြေပြင်အခြေအနေများတွင်အယက်တာများ၏အသက်ရှင်တန်ခွင့်လုံခြုံရေးနဲ့ပိုင်ဆိုင်မှုအခွင့်အရေးများပေါ်ဖိအားများဆက်လက်မြင့်တက်နေစေဖြစ်ကြောင်းလူအခွင့်အရေးပညာရှင်တို့ကသုံးသပ်ထားပါတယ်။